ဒီလိုရှာဖွေတဲ့အခါမှာအိမ်မက်ထိတ်ကအတိုင်းအဲ့ဒီနေရာမှာရေတပန်းပင်ကြီးကိုဦးစွာတွေ့ရှိခဲ့ပါတယ်။ဒါနဲ့ဆရာတော်လည်းအိမ်မက်ထိတ်ကအတိုင်းရေတပန်းပင်ကြီးရဲ့အနီးရေလေလောက်မှာကျွန်းတုံကြီးရှိနေနိုင်တယ်ဆိုပြီးဆရာပွဲတွေပေးပြီးတကားတွေကိုရေငုပ်ကရှာဖွေစီပါတယ်။ဒီလိုရေငုပ်ပြီးရှာဖွေကြတဲ့အခါရေအောက်ထဲမှာနစ်မြုပ်နေတဲ့ကျွန်းတုံကြီးရဲ့အမြစ်ကိုအရင်ဆုံးတွေ့ရှိခဲ့ကြပါတယ်။ဒါနဲ့ဒီအမြစ်ဟာကျွန်းဟုတ်မဟုတ်ဆိုတာကိုအရင်ဆုံးစမ်းသပ်စစ်ဆေးလိုက်တဲ့အခါမှာကျွန်းအစစ်ဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ဒီကျွန်းတုံကြီးကိုစင်နကောင်ကိုအသုံးပြုပြီးတန်ကြိုးတွေနဲ့ဆွဲတင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီကျွန်းတုံကြီးဟာအလေးချိန်များလွန်းတာကြောင့်စင်နကောင်ရဲ့အားနဲ့မယုံနိုင်ပဲချီနှောင်ထားတဲ့တန်ကြိုးတွေလည်းပြတ်ထွက်ကုန်ပါတယ်။ဒါနဲ့ဆရာတော်ဟာချောင်းထဲမှာရေများနေတာကြောင့်ရေကျသွားမှသာပြန်လဲဆက်ယူမယ်လို့ဆုံးဖြတ်ပြီးဆက်ယူတဲ့လုပ်ငန်းစဉ်ကိုခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။ဒီလိုနဲ့2025ခုနှစ်မေလ16ရက်နေ့မနက်မှာချောင်းရီအကြာကိုစောင့်ပြီးအိမ်မက်ပေးထားတဲ့ကျွန်းတုံကြီးကိုဆက်ယူနိုင်ဖို့အတွက်လုပ်ငန်းစဉ်ကိုပြန်လဲစတင်ခဲ့ပါတယ်။ကျွန်းတုံကြီးကိုတူးဖော်တဲ့လုပ်ငန်းမဆောင်ရွက်ခင်မှာလေဖျားပွဲနဲ့သာသနာပွဲတွေပေးပြီးသာသနာအတွက်ဗုဒ္ဓရုပ်ပွားတော်ကြီးတွေထုစစ်ပူဇော်ဖို့အတွက်ဟုဆိုကဆေယူတူးဖော်နေတဲ့လုပ်ငန်းခွင်တွင်အနည်းကင်းရှင်းအောင်မေတ္တာခံယူမေတ္တာပို့တာခြင်းတွေဖြင့်သစ္စာဆိုပြီးမှဆောင်ရွက်ကြပါရီဒီလိုမေတ္တာပို့မေတ္တာခံယူကသစ္စာတိုင်းတည်ပြီးဆောင်ရွက်ကြတဲ့အခါမှာ2025ခုနှစ်မေလ24ရက်နေ့စနေနေ့ည9:45မိနစ်တိတိမှာကျွန်းတုံကြီးလေးတုံးကိုရေအောက်ထဲကနေစက်ရန်တရားတွေအကူအညီနဲ့ခက်ခဲနဲ့အောင်မြင်စွာဆက်ယူနိုင်ခဲ့ပါတယ်။မေလ25ရက်နေ့တနင်္ဂနွေနေ့မှာတော့အောက်ကံမြို့နယ်ရှိဖျားကြီးကျောင်းရီယတီစာတင်တိုက်လောကမန်ကူကျောက်တော်ကြီးဖျားဝင်းအတွင်းကိုကျွန်းတုံကြီးလေးတုံးကိုရွှေ့ပြောင်းထားရှိခဲ့ပါတယ်။ဒီကျွန်းတုံကြီးတွေကျောင်းတော်ကိုရောက်ရှိခဲ့ပြီးတဲ့နောက်မှာဆရာတော်အနေနဲ့အိမ်မက်ထိတ်ကပုဂ္ဂိုလ်တွေအတွက်တက်လို့ပွဲတွေအမေသားချက်သားဝတ်သားစားတာတွေကိုဖွဲပြင်ဆင်ပြီးအလူဒါနပြုလုပ်ပေးကအကျွလွပွဲလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တဲပုံစီတီပန်းစီတီတီထားပြီးငါးပါးသီလာချင်းမြင့်ကအမျှဝေပေးထားခဲ့တယ်လို့ဆိုပါတယ်။